ကန်ရတယ်တတိယမရှိရနေစားလို့မလို့အဲ့လိုပြောလို့ရှိရင်ကလေးနဲ့ရမင်းကူပန်းမလေးကိုရင်မလွမ်းနေတဲ့ကြံချစ်ခဲ့ကိုနဲ့ဝေးမှာစင်ပြီးပါစီကွယ်မင်းလက်ထပ်တူလွမ်းလို့ဒီမှာပဲကိုတင်နေတာချစ်ပဲမတိထားကွယ်ယူအောင်ချစ်ခဲ့တဲ့ချိန်ကမတရားလို့ရှိရဲ့မင်းနေခဲ့တဲ့နေမျိုးလေးတဲ့ကိုရောက်တဲ့တိုင်းတတိလို့ရတယ်အချိန်ချင်းရောမင်းနဲ့ကြည့်ရမယ်ခုလိုပြောထားပြီးကိုဝေးတော့မတော်နဲ့ကိုရဲ့နာမမင်းပဲရှိရမယ်နောက်လို့ဆိုရကိုအတွက်ဝေးကြီးပဲကိုချစ်တာကိုမင်းသိလို့ထားကွယ်ဒီမှာမင်းတို့နေရှိတဲ့ချိန်နဲ့ကြောင်လာကိုနှလုံးသားနဲ့မင်းကိုပဲဒီထိုးထားတဲ့ချိန်နဲ့ပြန်ခဲ့တော့ဆောင်းလို့နေရင်မင်းကိုပဲဘယ်တော့မှမပြောင်းလဲနေတာဟာကိုရဲ့ချစ်တယ်ပဲမင်းကိုလာနေနေရမှာလေကိုတယောက်နဲ့ခေါ်မယ်ဆောင်းလို့နေချိန်မပေါင်းဖို့ခဏတော့ခွဲရမယ်ဒီချိန်မှာမင်းအလဲကိုအနာကဖတ်မသွားနဲ့အိမ်မက်တွေကိုစီထားကိုတို့ရဲ့အနာတများမေးမိမတော့တကူကြိုးစားမယ်အချိန်တန်ပြန်နေတော့ကိုလန်းနေတာဒီကတော့ဘယ်တော့မှပြောင်းလဲတာဟာကိုရဲ့ချစ်တယ်ပဲမင်းကိုတည်းရစေ